ဇက်ပြအောင်ဆိုတာကြုတ်ပြောဦးမယ်တောင်လန်းအရှိပဲနှခမ်းမှာကျွတ်တို့ဇက်ပွဲရှိသူတို့ကအနောက်ဘက်နှခမ်းကနှမ်းရိုးပုံမီးရှို့မီးလုံရင်းနဲ့ပြာသူလာကြီး2ယောက်ထဲစကားပြောတာဇက်ပြက်တယ်3ယောက်နားထောင်4ယောက်နားထောင်ဘိုက်နဲ့ရည်ရင်နဲ့ဟာဟိုကဘာတွေတော့ဟာနဲ့ဇက်လူမရှိဘူးဇက်ပြက်အောင်ပြောကျုံလဲကိုရွေးကျုံလို့ယုံသွားပါတယ်ပြိဿလှတော်ကနေကျုပ်ကဝက်လက်မြို့ကိုတရားဟောသွားတာဝက်လက်လမ်းကောင်းရလားလို့လှတော်သားမေးတော့ကောင်းမကောင်းတော့မမေးနဲ့တဲ့ကိုတော်တို့အဲ့ဒီလမ်းချစ်ကားနဲ့သွားလို့ကတော့တဲ့ကြောက်ခဲစားသွားတော့အစာကြီးတယ်လမ်းမကောင်းဘူးပြောလိုက်မပြီးဘူးလားဒါစကားပြောရင်တရလွန်ပြောတယ်ဒီတာတော့ဝက်လက်ကမစီးဘူးဖရတယ်ဘာဖြစ်လို့တော့ဆိုအိုးတဲ့နောက်ကဂလုံးနဲ့လန်တောင်လှဲ့ကြည့်ရေစီလှဲကားနှေးတယ်ပြောလိုက်ပြီးဘူးလားရေစီလှဲကလန်တောင်ညာတဲ့စကားတရလွန်ပြောတာဒီထက်သူတို့ရွာနာမတရားနာပြည်သားကျွတ်တို့ပေါက်တော်ရွာဆိုတာရှိတယ်ဘုန်းကြီးတွေစာပြန်မွဲရှိဘုန်းကြီးတွေစာပြန်မွဲကကျွတ်တို့ကြက်သားတံပေါင်းနဲ့ဆွမ်းကတ်အဲ့ဒါလှတော်သားကလိုက်သွားပြီးပြန်လာတော့ပြောပါတဲ့ဘုန်းကြီးတွေစာပြန်မွဲဆိုလို့သွားပါတယ်လက်ဆက်တတ်တော့ဘုန်းကြီးအေးကိုကွာလို့ဆိုတယ်ကျက်သားကံပေါင်းနဲ့ကတ်တာနဲ့ဘုန်းကြီးအေးဘုန်းကြီးတွေကလည်းစားလိုက်တာဟဲတဲ့ဝေသားလီပြီးဘလူးကြတဲ့အတိုင်းအယိုးကြီးချလို့ပြောတာပြိဿရဲ့စကားတရလွန်ပြောတာဒီတော့ကျုပ်တို့ကမေးကြည့်တယ်ခင်ဗျားတို့လှတော်သားကလို့ဟိုဥပမာမပါပဲမပြောတတ်ဘူးလားလို့ဟိုတဲ့တပည့်တော်တို့ကဥပမာမပါပဲစကားပြောရရင်နဲ့လှဲမီးတို့စီးရတဲ့အတိုင်းဟောပါလာပြန်ရောဘယ်လိုမှမလွတ်တာဒီထဲသူတို့စိုင်နိုင်ကြီးဆိုတာရှိတယ်သူတို့ရွာနာစိုင်နိုင်ကြီးတရားနာပြေးတာသွားပြီးတော့ဟိုအလှလိုက်တာပေါ့လေပါတဲ့စိုင်နိုင်ကြီးအလှကဖိလို့လိုက်သွားတယ်ကျွေးတာကတော့ကြက်သားဟင်းပဲဟေးတဲ့ဒါပတိမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဟာဘာပြုလို့တော့ဟာတဲ့ဘာပြုတော့မလဲကွာတဲ့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့တကယ်ဆိုကြက်ရင့်တယ်ပြောလိုက်ပြီးဘူးတရားပေါ်မှာပြောတယ်လူဒီခါကျတော့ကမဲတယ်လေသူတို့ကားစိတ်ရောက်တော့ခင်ဗျားတို့လှတော့ကားစိတ်ကားပေါ်ရလားလို့ဟိုတဲ့ကားပေါ်တာတော့ပြချီးခါတဲ့အတိုင်းပဲပြချီးခါတာတို့ဥမှာပေါ့ကောင်းငင်ပြားကောင်းတွေဒူတဲ့ရှုပ်ချက်ခတ်လို့ကားပေါ်တာကိုပြချီးခါတဲ့အတိုင်းပဲဘလောက်ကားပေါ်တယ်တပည့်တော်တို့က RTP မှာစီးတယ်တဲ့ဘာဖြစ်လို့တော့လို့ RTP မြန်နေဆိုတာဟုတ်တကူဖေရတဲ့ဒီလိုဟိုတလုံးကမန္တလေးစီးလိုက်တော့မြန်နေဆိုတာဒီလိုကိုယ်တိုင်စီးမှသိတယ်တဲ့ RTP မြန်မုံပြောရရင်ရန်ဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲကကြီးရန်သူဘယ်တော့မှဖက်လိုက်ဘူးကျန်ညံဖက်ပြောတဲ့လူတွေဒီလာတော့သားကြောင့်ပြောတာနဲ့ပြီးတော့မှာပါပြောတာဟုတ်မယ်စမ်းမိလို့ပြောတာပါဖြည်းဖြည်းပေါ့နောက်တရားနာပြေးတာသူ့တငယ်ချင်းတယောက်ကမေးတယ်လေအဝေးရွာကမင်းတို့ကြီးစီဝါရေးပဲနဲ့တို့ဟာတဲ့အလူရေးတဲ့စီဝါရေးတော့မမေးနဲ့ဟာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲစီဝါရေးကြက်တယ်ပြောလိုက်ပြီးရောဒီဝလုံးကောင်းကြီးနဲ့ဆင်ရဖက်နဲ့လှုပ်တိုးလို့ကျက်ညံဖွန်မှန်ပြောတယ်ဟာဒါပြင်မင်းတို့ကြီးဒီနေ့အလုံးကင်လေးရောဟာတဲ့အလုံးအကင်ကလည်းမမွေးနဲ့မောင်ရေးတဲ့ရှိတဲ့အလုံးဖိလို့လဲတနေ့တခြားစားအိုးကကြီးဆိုတာပဲကျန်ရဖမှန်ပြောတဲ့လူကြီးဟိုကမင်းလားစေတာနဲ့နောက်ဟိုကပြန်မေးတယ်မင်းတို့ရှိအလုံးကင်လေးရောဟာတဲ့ကျန်ရဖမှန်ကိုပြောတယ်အေးကွာတဲ့ဆက်မေးအောင်မင်းတို့ရှိဟိုသမဝါယမဆိုင်ကအထယ်လေးပါလေးပေးရလားတဲ့အထယ်ပေးမပေးတော့မမေးတဲ့မောင်ရေးတဲ့ကိုမိမကိုလေးထန်းဆောင်อ่ะကြီးချိုးမှကြောက်လို့တဲ့အထယ်မပေးဘူးပြော